မိတ်ဆွေကောင်းနေရှိခြင်းဟာမင်္ဂလာပါဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်တင်ဆက်ပေးပါမယ်ဒီမိတ်ဆွေကောင်းနေဆိုတာမိမိရဲ့တငယ်ချင်းတွေလုပ်ဖို့ကင်ပတ်တွေဖြစ်နိုင်သလိုမင်္ဂလာရန်ကုန်မြို့ရဲ့မင်္ဂလာနည်းနည်းခင်းလေးရနေပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ကတော့ကားချစ်သူမိဘပြည်သူများအားလုံးအတွက်ကားနဲ့ပတ်သက်တဲ့ဘူးတုဒလေးတွေတင်ဆက်ပေးတယ်မိမိဘွားတွေကရတဲ့သင်ခန်းစာလေးတွေကိုတင်ဆက်ပေးတယ်ကားလေးတွေကိုများစွာရောင်းချပေးတယ်ကားလေးတွေကိုပြန်လည်ပြီးတော့ဝယ်ယူပေးတယ်ကားလေးတွေကိုအလဲထက်ပြုလုပ်ပေးနေတဲ့ကိုမိုးကားအမှုပညာပဲဖြစ်ပါတယ်ခင်ဗျာကဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့မိတ်ဆွေကောင်းနေရှိခြင်းဟာမင်္ဂလာပါဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်တင်ဆက်ပေးပါမယ်ကျွန်တော်တို့တွေမိသည့်နယ်ပယ်မှာမိမြပင်အောင်မြင်တဲ့သူတွေမိသည့်စီးပွားရေးတွေပဲပြုလုပ်တဲ့သူပဲဖြစ်ဖြစ်မိတ်ဆွေကောင်းနေရှိမှသာကျွန်တော်တို့ဖွံ့ဖြိုးတိုးတက်အောင်မြင်စေနိုင်မယ်နော်လူငယ်လေးတွေအတွက်မိမိရဲ့မိတ်ဆွေတွေအတွက်ကျွန်တော်တို့စကားလေးတစ်ခွန်းပြောပြရသည်ကျွန်တော်တို့မိတ်ဆွေကောင်းနေဆိုတာမိမိရဲ့တငယ်ချင်းတွေလုပ်ဖို့ကင်ပတ်တွေဖြစ်နိုင်သလိုမိမိရဲ့ခင်မောနေမိမိရဲ့အိမ်အောင်ဘက်တွေဖြစ်နိုင်ပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်တို့ရဲ့မိမိရဲ့မိတ်ဆွေတွေကိုတန်ဖိုးထားပြီးတော့မိမိကိုယ်တိုင်ကလည်းမိတ်ဆွေကောင်းဖြစ်ရန်ကျွန်တော်တို့စူးစမ်းနေထိုင်ခြင်းဖြင့်မိမိရဲ့မိတ်ဆွေကောင်းတွေရရှိနိုင်ကြပါစေမိမိရဲ့ခင်မောပေါ်မိမိရဲ့အမျိုးသမီးပေါ်မိမိရဲ့တငယ်ချင်းမိတ်ဆွေတွေအပေါ်မှာတငယ်ချင်းအချင်းချင်းမိတ်ဆွေကောင်းစိတ်သက်နဲ့ပေါင်းသင်းဆက်ဆံပြီးတော့အကျိုးများစွာရရှိနိုင်ကြပါသည်လို့ဒီ vlog လေးကနေပြီးတော့တင်ဆက်လိုက်ပါတယ်ကဲကားလေးတွေများစွာကိုလိုချင်တယ်ဆိုရင်တော့ကားနဲ့ပတ်သက်ပြီးတော့တနေရာထဲမှာ one store အနေနဲ့စားပစ်တွေလိုချင်တယ်ကားလေးတွေများစွာကိုတနေရာထဲမှာရွေးချယ်ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကိုမိုးကားနုပညာစီကြွလန်းခဲ့ကြပါလို့မိတ်ဆွေများအားလုံးကိုဒီနေ့မှာတော့မိတ်ဆွေကောင်းနေရှိခြင်းဟာမင်္ဂလာပါဒါကြောင့်မို့ကျွန်တော်တွေနော်ဘာမှမရှိခင်ကာလတည်းကကျွန်တော်တွေစူးစမ်းနေထိုင်ခြင်းကကျွန်တော်မိတ်ဆွေကောင်းတွေတစ်ယောက်ကနေ2ယောက်3ယောက်စသဖြင့်ကျွန်တော်ပေါင်းသင်းနေထိုင်လာတဲ့အတွက်ကျွန်တော်တွေဘဝမှာပြည့်စုံစွာနေထိုင်လာရတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့မိသည့်နယ်ပယ်စီးပွားရေးကိုပဲပြုလုပ်သည်ဖြစ်ပါစေမိတ်ဆွေကောင်းတွေရှိခြင်းဖြင့်မိမိဘဝကိုဖွံ့ဖြိုးတိုးတက်အောင်မြင်အောင်စွမ်းဆောင်နိုင်ကြပါစေလို့ဒီနေ့မှာတော့မိမိရဲ့မိတ်ဆွေလေးတွေတငယ်ချင်းတွေကျွန်တော်ရဲ့တငယ်ချင်းတွေလူငယ်လေးတွေအတွက်လက်ဆောင်စကားပြောကြားပေးလိုက်ပါတယ်လို့ကဲရန်ကုန်မြို့ရဲ့မင်္ဂလာနည်းနည်းခင်းရနေမိတ်ဆွေများအားလုံးမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကိုကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးရှင်လန်းချမ်းမြေ့ပြီးတော့ကဲဘဝမှာနော်စိတ်နှလုံးအေးချမ်းတဲ့သူများဖြစ်ကြပါစေမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအပေါင်းရေလိုအေးလိုပန်းလိုချမ်းမြေ့ကြပါစေကတ်သုံးပါကြော်လွှားနိုင်ကြပါစေပြီးသွားပြီတော့ကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအားလုံးမှာကျွန်တော်တို့နယ်ပယ်ပေါင်းစုံစီးပွားရေးနယ်ပယ်ပေါင်းစုံမှာရှိကြတယ်နော်စီးပွားရေးတွေကောင်းကြပါစေအန်ရီတွေကင်းကြပါစေကျန်းမာရေးတွေကောင်းကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ပုံမိုးကားနုပညာကနေပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာအားလုံးရှင်လန်းချမ်းမြေ့ကြပါစေအားလုံး